ယဟန်တို့တဲ့လောကရန်တရားတွေကလောကဆိုတဲ့တတ္တဝါတွေနောက်ကိုလိုက်နေတယ်လောကဆိုတဲ့တတ္တဝါတွေကလည်းလောကရန်တရားနောက်ကိုလိုက်နေကြတယ်ဒါကြောင့်လောကနဲ့လောကရန်တရားဒီမှာလောကဆိုတာတတ္တဝါတွေကိုပြောတာတတ္တလောကသင်္ခါရလောကဩကာသလောကလို့လောကအသုံးမျိုးရှိတာဟုတ်လားအဲ့ဒီလောကဆိုတဲ့တတ္တဝါတွေကလောကရန်နောက်ကိုလိုက်နေတာရှိတယ်လို့လောကရန်တရားတွေကလည်းလောကဆိုတဲ့တတ္တဝါနောက်ကိုလိုက်နေတာရှိတယ်သူလိုက်ကိုလိုက်တာဆိုတဲ့အခါကျတော့မတွေ့မှမပူနဲ့တွေ့ကိုတွေ့မှ तू ဟုတ်လားကိုကလိုက်လို့ကိုကရှာလို့တွေ့တာရှိတယ်လို့ तू ကကိုလိုက်ရှာလို့တွေ့တော့တာလည်းရှိတယ်ဒါပါပြောတာတော့ကိုကဘဝပေါင်းများစွာပြီးတော့ဒီဘဝဒီအချိန်ကစပြီးတော့ပြီးခဲ့တဲ့အတိတ်ကာလမျိုးစုံလှုပ်ထားတာအလုပ်တွေမျိုးစုံလှုပ်ထားတာအဲ့ဒီအလုပ်တွေဟာအကျိုးရလဒ်အနေနဲ့ထွက်မှာအဲ့ဒါလောကဓာတ်တရားကိုနောက်လိုက်တယ်ဆိုတာအဲ့ဒါကိုပြောတာလိုက်နေတာဟုတ်လားကိုလှုပ်ထားတဲ့လှုပ်ရက်တွေကအကျိုးရလဒ်တွေကိုကိုကိုပေးဖို့အတွက်သူတို့ကလိုက်ရှာနေတာကိုနားလည်အောင်ပြောတာဟုတ်လားတခါလောကဓာတ်တရားကဒါကိုကိုလိုက်တာမဟုတ်ကိုကလည်းလောကဓာတ်တရားတော့လိုက်သေးတာပဲတဲ့ဟာအဲ့ဒါအခုပြစ္ဆုတ်ပန်လှုပ်ရက်တွေနဲ့လိုက်နေကြတာတချို့ဟာအတိတ်ကအကျိုးပေးတာမဟုတ်ဘူးအခုကိုအသုံးမကျလို့ဒုက္ခရောက်ရတာအခုကိုအသုံးကျလို့အဆင်ပြေရတာရှိတယ်အဲ့ဒါဘာလို့ကိုယ်တိုင်လိုက်ရှာတာလောကဓာတ်တရားအဆင်ပြေခြင်းမပြေခြင်းကအခုကိုယ့်လက်ထဲမှာရှိနေတယ်ဘယ်လိုလုပ်လိုက်မှာလဲနော်ကိုယ့်လက်ထဲမှာရှိနော်ငှက်ကလေးလက်ထဲထည့်ထားပြီးတော့ငှက်လက်ထဲရှိတဲ့ငှက်ကအသေးလားအရှင်လားလို့မေးတယ်သူအမြဲတမ်းသူကအဲ့လိုနည်းနဲ့အနိုင်ယူလာတာမှန်တဲ့လူကအသေးလို့ပြောရင်သူကဖြူးဆိုလွတ်လိုက်တယ်ဟုတ်လားမှန်တဲ့လူကအရှင်ပါလို့ပြောရင်ညှစ်တက်ပြီးတော့မှပြလိုက်တယ်ဟာဘယ်လိုမှန်မှသူကလွဲနေတယ်ဒါတော့ပညာရှိတယောက်နဲ့တွေ့တဲ့ခါကျသူကမေးပြန်တယ်အဲ့ငှက်ရှင်လေးလက်ထဲထည့်အသေးလားအရှင်လားဆိုဟာသိတယ်လေအရှင်လက်ထဲထည့်တာငါအသေးလို့ပြောရင်လွတ်လိုက်မှာဒီကောင်ငါအရှင်လို့ပြောရင်ညှစ်တက်လိုက်မှာအဲ့တော့သူကဘယ်လိုပြောမင်းသဘောပဲလို့ပြောလိုက်တယ်ငါလက်ထဲရှိတဲ့ငှက်ကအသေးလားအရှင်လားလို့ပြီးတော့ဘာလဲမင်းသဘောပဲတဲ့အခုလည်းကျွတ်တို့ရဲ့အနာဂတ်မှာကောင်းခြင်းဆိုးခြင်းဘာယူမှာတော့ကိုယ်သဘောပဲဟုတ်တယ်မဟုတ်လားအဲ့ဒါဘာလဲလောကရန်တရားနောက်ကိုလောကဆိုတဲ့တတ္တဝါတွေကလိုက်နေတာ